ကြရာမမေးတကိုသူမပိုင်ထမင်းမွဲတဲ့ဘာလို့တိနေကြမှာပဲဆိုငပီတို့သူအကြောင်းပြောရင်အကောင်းတကားထပ်ဖို့လူတိုင်းပဲဆွဲတာသူ့ကိုတော်ရုံမျိုးပါဆုံးသလိုလိုမြစ်သက်ကြရာမမေးတကိုသူမပိုင်ထမင်းပွဲတဲ့ဘာလို့တိနေကြမှာပဲဆိုငပီတို့အဖိုးကြီးအမေကြီးကြိုက်တယ်ငပီတို့ကလေးနဲ့လူကြီးကြိုက်တယ်ငပီတို့ဗမာတွေပြောစမ